8:14 The start of the Lewis and Clark expedition. Lewis and Clark ခရီးစဉ်စတင်ခြင်း1804ခုနှစ်မေလ14ရက်နေ့နက်နက်ခင်းမှာတော့အမေရိကန်သမိုင်းရဲ့အကြီးကျယ်ဆုံးစွန့်စားခန်းတွေထက်ကတစ်ခုစတင်ခဲ့ပါတယ်။ Missouri မြစ်ကမ်းနားမှာ Corps of Discovery အဖွဲ့ဟာအနောက်ဘက်ကမ်းခြေကိုဦးတည်ပြီးမတိသေးတဲ့ကမ္ဘာစီကိုခရီးစတင်ခဲ့ကြပါတယ်။ Captain Meriwether Lewis နဲ့ William Clark တို့ဦးဆောင်တဲ့ဒီအဖွဲ့ဟာအမေရိကန်ပြည်ထောင်စုရဲ့နေမြေတွေကိုရေပုံဆွဲဖို့ဒေသခံတိုင်းရင်းသားတွေနဲ့ဆက်ဆံဖို့ပြီးတော့တဘာဝပတ်ဝန်းကျင်အကြောင်းကိုလေ့လာဖို့ရည်ရွယ်ခဲ့ပါတယ်။ကျမတို့စဉ်းစားကြည့်ရင်ဒီခရီးစဉ်ဟာရဲစွမ်းတတိနဲ့စူးစမ်းလူစေရဲ့ပြရုပ်တစ်ခုပါပဲ။သူတို့ရဲ့ခရီးလမ်းတစ်လျှောက်မှာအခက်အခဲပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရပါတယ်။ကြမ်းတမ်းတဲ့ရာသီဥတုမတိသေးတဲ့တောရိုင်းတိရစ္ဆာန်တွေပြီးတော့မြေကြောင်းတွေရဲ့အန္တရာယ်တွေဟာသူတို့ရဲ့စိတ်ဓာတ်ကိုစိန်ခဲခဲ့ပါတယ်။ဒါပေမဲ့အဖွဲ့ဝင်တွေဟာတဦးနဲ့တဦးကူညီဖေးမွေးရင်းညီညွတ်စွာနဲ့ရှေ့ဆက်ခဲ့ကြပါတယ်။အထူးသဖြင့်စာကာကဝိယာလို့ဒေတာခန်လမ်းပြတွေရဲ့အကူအညီနဲ့သူတို့ဟာအနောက်ဘက်ဒေတာတွေရဲ့နည်းနည်းတဲ့လူရွှေချက်တွေကိုဖော်ထွေထိခဲ့ပါတယ်။သူတို့ရဲ့ဆွဲလုံလားဟာအမေရိကန်ရဲ့အနာဂတ်အတွက်လမ်းကြောင်းတစ်ခုကိုဖောက်ခဲ့တယ်လို့ကျွန်မယုံကြည်ပါတယ်။ဒီခရီးစဉ်ဟာနှစ်ကြော်ကြားမြင်ခဲ့ပြီးအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။သူတို့ပြန်ရောက်လာတဲ့အခါမှာတော့အဖိုးမဖြတ်နိုင်တဲ့မြေပုံတွေတဘာဝလေ့လာတွေ့ရှိချက်တွေနဲ့ဒေတာခန်တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့အချက်အလာတွေကိုယူဆောင်လာခဲ့ပါတယ်။ဒီနေ့ခေတ်မှာတောင်ကျမတို့ဟာမတိသေးတဲ့အရာတွေကိုစူးစမ်းဖို့အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားဖို့လိုအပ်နေစေပါတယ်။ Lewis နဲ့ Clark တို့ရဲ့စွန့်စားကန်တွေကဘယ်လိုသင်ခန်းစာတွေရယူနိုင်မလဲဆိုတာစဉ်းစားမိပါရဲ့။